မြင်နိုင်အောင်မလားမင်းရဲ့ပြုံးလေးပြန်ဆုံးနိုင်အောင်မလားမင်းရဲ့ကိုမျောလင်းခြင်းလေးမင်းသာရှိရဲ့ရောက်တဲ့ရဲ့ဖြစ်တဲ့ဘဝမှာပြောတန်စင်တွေတိတ်ဆိတ်တဲ့ညများနဲ့ကာယပြတ်တဲ့နေ့တွေဆိုတရမေရဲ့စိတ်ထဲရှိရဲ့ကိုထွန်းငယ်ရဲ့လေနေပန်လို့ပြောနိုင်သမျှတော့မြောင်းနော်ဆိုနိုင်သေးတော့ဝေးကလာမယ်တကယ်လို့မင်းစိတ်မကုန်သေးရဲ့အသက်ရှာမတွေ့သေးခင်ပြောနိုင်သမျှတော့မြောင်းနော်ရှာမတွေ့သေးခင်ပြောနိုင်သမျှတော့မြောင်းနော်ပြန်လာခဲ့မဲ့ဒီမှာမင်းကဘယ်ပုံစံမျိုးနဲ့စီချိုမလဲပုံပေါ်ကမှန်းစာကြည့်ရင်လည်းဝီလက်တွေ့တယ်မနေနိုင်အောင်ဒီချိန်မှလက်လွတ်ရမယ်ဒီတယ်မပိုင်တဲ့ပန်းလေးချစ်ပဲကိုလာမမင်းလေး